သူ့ကိုရာထူးချလို့ဆိုပြီးစူပါမားကတ်ကိုအရှုံးပေါ်အောင်လုပ်ဖို့ကြိုးစားတဲ့လူအဝင်ပေါက်တကားကအော်တိုပွေးနဲ့တကားဖြစ်နေတယ်ဒါကြောင့်ဈေးဝယ်သူတွေဝင်ရခတ်အောင်လက်နဲ့လှည့်ဖွင့်ရတဲ့တကားကိုပြောင်းပြီးတက်လိုက်တယ်လူတွေလာရင်တကားကပိတ်နေပြီးတကားကိုဖွင့်ချင်ရင်သူတို့ကလက်နဲ့လှည့်ပြီးလက်စစ်ထုတ်ရတယ်လက်စစ်ကသတ်မှတ်ထားတဲ့ပမာဏရောက်မှတကားကပွင့်လာတယ်သူကလူနည်းနည်းပဲလာတော့မယ်လို့ထင်ထားတယ်ဒါပေမဲ့ NC ကတိဘီလိုင်းပေါ်တင်လိုက်တာချင်းစောတဲ့သူတွေကြားမှာနာမည်ကြီးသွားတယ်။ကျမကြီးနဲ့ညီညွတ်တယ်ဆိုပြီးဈေးဝယ်သူတွေကအရင်ကထပ်ပိုပြီးများလာတယ်။သူလည်းစိတ်ပြက်သွားတယ်။ရှုံးအောင်လုံးမလူပိုစီလာနေပြီ။သူလည်းလက်မလျှော့ဘူး။နောက်ထပ်တစ်ခုထပ်ပြီးကြံတယ်။ဗဆိုင်ကမှလက်မခံတဲ့အစားအသောက်တွေကိုဈေးသုံးဆပေးပြီးမာကတ်မှာရောင်းခွင့်ပြုတယ်။တကယ်လည်းရောင်းရောဆက်ဖို့မူကဘရင်ခိကတော်ဝင်စဖို့မူရဲ့မျိုးဆက်ဖြစ်နေတယ်။ဈေးဝယ်သူတွေကနန်းတွင်အစားအစာဆိုပြီးဈေးကြီးပေးပြီးဝယ်စားကြတာနိုင်ငံစံချိန်ကိုပါကျော်သွားတယ်။သူလည်းစုတွေပါရရကုန်တယ်။သူလည်းနောက်တစ်ခုထပ်ပြီးကြံပြန်တယ်။ဒီတစ်ခါမှဝန်ထမ်းတွေပြင်းကုန်အောင်လုပ်ရမယ်။မာကတ်ထဲမှာအိယာတွေချပေးထားတယ်။ TV တွေလည်းကြည့်လို့ရမယ်လက်ဖက်ရည်တောက်ချင်လည်းရတယ်ဆိုပြီးလုပ်လိုက်တယ်ဒါပေမဲ့အလုပ်သမားတွေကသူတို့ကိုတထေးကအရန်ကျင်နာတယ်ဆိုပြီးအလုပ်တွေကိုနှစ်ဆက်ပို့လုပ်လာကြတယ်ဒါကိုအလုပ်သမားကိုယ်စားလှယ်အဖွဲ့ကကြားသွားပြီးလာကြည့်တယ်အဲ့ဒီနောက်တော့မြို့ကအလုပ်သမားမှန်သမျှဒီမာကတ်မှာပဲဝယ်ရမယ်ဆိုပြီးညွှန်ကြားလိုက်တာဈေးဝယ်သူတွေထက်တိုးလာပြန်တယ်ဒီတစ်ခါလဲသူ့လက်ကွက်ကအလုံးမဖြစ်ပြန်ဘူးသူကထုတ်ကုန်တွေကိုကျင်းထည့်ပြီးရောင်းတဲ့ရုပ်သံအစီအစဉ်တစ်ခုကိုဝင်ပြိုင်လိုက်တယ်တချို့စူပါမာကတ်တွေကအထုပ်ပိုးလှလှလေးနဲ့အထဲမှာနည်းနည်းလေးပဲထည့်တယ်တချို့က600 gram ကို300 gram နှစ်ထုပ်ခွဲပြီးတစ်ထုပ်ဝယ်ရင်တစ်ထုပ်လက်ဆောင်လို့ပြောပြီးဈေးပိုရောင်းကြရတယ်သူကတော့ကြက်6ကောင်ဈေးနဲ့10ကောင်ရမယ်ဆိုပြီးကြော်ညာတကယ်တမ်းကကြက်6ကောင်ကိုအပိုင်းပိုင်းဖြတ်ပြီးတကောင်စီကနည်းနည်းစီယူပြီး9ကောင်မြောက်ကြက်တကောင်လုပ်တယ်ပြီးမှအပေါ်ကဖုံးဖို့ကြက်တကောင်လုံးထည့်လိုက်တယ်ပရိသတ်တွေကအရန်အံ့ဩသွားတယ်သူတို့ကကြက်6ကောင်ဝယ်တာ9ကောင်ရတယ်ဆိုပြီးနာမည်ကြီးသွားပြန်တယ်သူကချက်ချင်းဆိုသလိုအကျဉ်းသားဆုံးဈေးအောင်သူဖြစ်သွားတယ်နောက်နေ့ကျတော့အဲ့ဒီကြက်ကြော်တွေကရောင်းမလောက်အောင်ကုန်သွားပြန်တယ်သူ့မှာလက်ကွက်တွေကကုန်သွားပြီသူကပတ်စံအလုံးကိုသုံးပြီးလဲမြေတွေဝယ်လိုက်တယ်ကျောင်းသားတွေကိုလောက်ခန့်နဲ့စပေးပြီးအလောက်ခန့်တယ်ဒီတစ်ခါတော့အရှုံးပေါ်တော့မယ်လို့သူထင်နေတယ်ဒါပေမဲ့ဖောက်တယ်တွေကလည်းကွင်းကိုမြင်ပြီးမားကတ်ထဲမှာရောင်းတဲ့ဟင်းသီးဟင်းရွက်တွေကကိုယ်တိုင်းစိုက်ထားတာလို့ယုံကြည်သွားကြတယ်သူကရှင်းပြဖို့စူးစမ်းပေမဲ့မန်နေဂျာကအဲ့ဒီနေရာကိုစစ်မှန်တဲ့တဘာဝမြေဩဇာသုံးတဲ့ organic စိုက်ခင်းဆိုပြီးကြော်ညာလိုက်တယ်ဟင်းသီးဟင်းရွက်တွေလည်းပေါက်ဆေးရဲ့သုံးဆနဲ့ရောင်းကုန်သွားတယ်ဒေတာဆိုင်ရာအစိုးရကလည်းသူတို့စူပါမားကတ်ကနိုင်ငံစီးပွားရေးကိုမြင့်တင်ပေးတယ်ဆိုပြီးဘီလီယံ90ထောက်ပံ့ငွေပေးလိုက်တယ်သူကမားကတ်ကိုကြာရှုံးအောင်လုပ်ပေမဲ့ဈေးကွက်ကအရန်အောင်မြင်သွားခဲ့ပါတယ်သူ့ကိုအရန်ချစ်ပြပေမဲ့သူကနောက်တစ်ယောက်နဲ့ပါသွားတာမျိုး